မော်ဒယ်မနဲ့ဗါလဲပတိုင်းမွေးနဲ့ဖြစ်နေတဲ့ပြဿနာပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟာသားလူရဲ့ရှင်းဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ရှမ်းမြေဖြစ်ပါတယ်ကျွန်တော်ရဲ့ဟာသားလူရဲ့ရှင်းဗီဒီယိုတွေအမြဲတမ်းတင်ဆက်နိုင်အောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပြီးဘေးကောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်အမေကျော်တွေးတော့လွန်တိတ်လောက်ကြတယ်နော်မြန်မာနိုင်ငံကတချို့ဟာတွေတချို့ဟာမတွေပေါ့နော်အစောတော့ကတော့ငါဘာမှမပြောတော့ပါဘူးနော်မော်ဒယ်မနဲ့ဗါလဲပတိုင်းမွေးနဲ့ဖြစ်နေတဲ့ပြဿနာပေါ့နော်တင်နေကြတာမမောကြဘူးလားမပင်ပန်းကြဘူးလားကာယကံရှင်အောင်ဘာမှမဟုတ်ပါဘူးလို့ဆိုပြီးတော့ like ကြီးတွေ့ပြီးဖြည့်ရှင်းနေတာတော့မှနင်တို့ကအခုချိန်ထိမပြီးနိုင်မစည်းနိုင်တင်နေကြတာသိလားနော်အစောတော့ကတော့ငါလည်းဝင်မပြောပါဘူးငါနဲ့လည်းဘာမှမဆိုင်ဘူးငါမကြည့်ချင်ငါကြော်လိုက်ပဲဘလော့လိုက်မယ်ဆိုတော့အခုပိတ်တပိတ်ကတင်ထားတဲ့စာကိုငါဒီတိုင်းရှက်ထိငါမြင်လိုက်လို့ဗါတဲ့မြန်မာတနိုင်ငံလုံးကစိတ်ပူနေကြတာသူကတော့ငမြောင်ကောင်နဲ့ပျော်နေတာပေါ့နော်ဒီကောင်မြန်မာတနိုင်ငံလုံးကစိတ်ပူနေကြရတယ်ဆိုလို့ပြောအောင်ကအဲ့ဒီကောင်မှဒီကောင်နိုင်ငံအတွက်ဘယ်နေရာဘယ်ဒီတထောက်တနေရာအရေးပါနေတဲ့သူတယောက်ဖြစ်လို့လဲလူမျိုးအတွက်ဘယ်နေရာဘယ်တထောက်တနေရာအရေးပါနေတဲ့သူဖြစ်နေလို့လဲငါပြောပါဦးမယ်သူကသူ့ဟာနဲ့သူစီးပွားရေးနဲ့သူရီးစားနဲ့သူ့ဟာနဲ့သူပျော်မွေ့တာပြောမယ်ဆိုရင်တော့စေးပေါင်းခနာပေါ့ဟဲ့နော်စေးပေါင်းခနာအောင်နင်တို့ကလေအဲ့ဒါကြီးကိုမပြီးနိုင်မစည်းနိုင်နင်တို့တွေကပြောဆိုနေကိုဖုန်းထဲမှာမကောင်းတဲ့ကားတွေတွေ့ရနော်ကိုဘာလို့အဲ့အရာကြီးကြည့်နေရလဲအောင်ချောင်းလေကွာကိုတောင်းနေပါလေနော်တော်ပြီချစ်မကြိုက်ဘူးအဲ့လိုကားမျိုးတွေမကြည့်နဲ့ပြီးတော့အဲ့လိုကားတွေကိုကြည့်ရင်မျက်စိမုံတတ်တယ်တဲ့ကျမ်းမာကြီးလည်းမကောင်းလို့ရှာဝင်ရပြောတယ်ချစ်ကိုကဒီဘက်မှာလေအဲ့တော့哎呦我的妈！ကျမကတရက်တီးပါမောင်တရက်ချင်းပဲလှုပ်လှုပ်ငပိနဲ့ပဲစားစားမဲ့အောင်ပဲထားထားစိတ်ချိုက်လှုပ်စားပါမောင်မဲ့မစားမယ်ဆိုရင်တော့ဖင်ကိုတန်းနဲ့လီရေးစေးပြီးမှစားပါမောင်မောင်ပါဇက်မှာကျမဖင်ကအစေးတွေမကက်စီချင်လို့ပါမောင်ကျမရဲ့အသားကိုအားရအောင်စားပါမောင်အသားစားလို့အားမရရင်အစီစုပ်လဲစိတ်မဆိုးပါဘူးမောင်哎呦我的妈！ထူတော့မှချင်တယ်မောင်အစီစုပ်လို့အမွှေးသွားကြညံ့ရင်ကျမကိုစိတ်မဆိုးရဘူးနော်မောင်ဟဲ့လူပြိုကြီးဘာတွေချစ်ခွေးသားရင်ချက်နေတာလေနင်ရောစားတယ်မလားမစားရဲပါဘူးနန်လို့နင်မစားဘူးသေးလို့နေမှာပါအရာသာရှိတာဟာတခါတော့စားဘူးသွားရင်နင်အိုးနာကမခွာနိုင်ဖြစ်သွားလိမ့်မယ်နော်ဒါနဲ့နင်မိမမယူသေးဘူးလားမယူရဲပါဘူးဟာလူစောနန်လို့နင်မစားဘူးသေးလို့နေမှာပါအရသာရှိတာဟာတခါတော့စားဘူးသွားရင်နင်အိုးနာကမခွာနိုင်ဖြစ်နေလိမ့်မယ်哎呦我的妈！အစင်မပြေပါဘူးဟဲ့ဒီနေ့ဘာဖြစ်နေမှန်းအောင်မသိဘူးကဲဆိုစမ်းမအောင်ဆရာမကိုလန်းထိတ်ကစတိုးဆိုင်မှာအတွင်းကမောင်းပြီးတော့ဝယ်ရဆိုင်ရှင်ဦးလေးကငါ့အောင်မောင်းထုတ်တယ်လေလေးပါဦးသူကဘာဖြစ်လို့မောင်းထုတ်တာလဲအဖြစ်ရမှာလဲဟာသမီးဆိုင်ဘလောက်လဲတဲ့ငါလည်းအဲ့ဒါနဲ့လက်တအုပ်စာလို့ပြောလိုက်တာလေမိဘကျေးဇူးလာမပြောနဲ့ခုချိန်ကြီးယောဂမစီကတပြားတစ်ချက်မှမစားဘူးနော်ဘာပြန်ပြောစမ်းရှင်ကကျမမိဘကြီးတဲ့ကြားတစ်ချက်မှမစားဘူးဆိုတော့ရှင်ကစားနေတာဘယ်သူဟာလဲ